Hello အားလုံးပဲမင်္ဂလာပါရှင်ကျတော့ကိုသေးလေးတွေဒါလေးကတော့ကျွတ်သွန်ဖြူနီငြူတီး6ကိုတခြားလေးညံ့ညံ့လေးထောင်ထားတာပါเนาะအဲ့တော့ဘာလုပ်ဖို့လဲဆိုရင်ဝတ်သားဟင်းလေးကိုအဲ့လိုချက်မလို့ပါဝတ်သားစီပြန်လေးချက်မယ်ရှင်ဒါကတော့ကိုစီတက်ဖို့အတွက်ဒီဘက်လေးတင်ထားပါတယ်เนาะစီပုံလေးယူတော့ဒါဆိုတော့စီအများကြီးထည့်ရင်တော့အဆင်မပြေဘူးပေါ့နော်စီလေးနည်းနည်းလေးနဲ့ပဲထည့်တယ်ဘာလို့လဲဆိုတော့အိမ်စားမှာဖြစ်တယ်ဝသားကလည်းစီထွက်တယ်လေနော်အဲဒါကြောင့်မလို့ပါရှင်ညီလေးနည်းနည်းတင်မယ်ဒီလိုလေးပလော်လေးရဲ့ဘလော့ရိုက်နေရနော်ဘလော့ရိုက်နေတာပလော့လားပလော့မို့စပီကာလွဲသွားဒီချက်မပါရနော်အတန်ကြီးအဲ့လိုပါပဲရှင်အိမ်ကကလေးတွေအဲ့လိုပဲသူတို့ပောက်ခဲ့တာပြောပါရရှင်ဒါလေးကတော့မီးလေးဖွင့်ထားရင်เนาะအောက်ကစီးတက်မယ်เนาะ7 မိနစ်တော့ရိုက်ထားတာပဲ7 မိနစ်ဟင်းတိုးစီးတက်ပြီးတော့ပြရတော့ပါစီရဆိုးလို့လားပတ်တယ်ဆိုအေးလူလေးကန်ပြီးတော့မလေးပိုးလေးပြအောက်ကဗီဒီယိုကောကြည့်အိုးပဲပြစီဆူလာပြီဆိုလို့ရှိရင်တော့ခုနကညက်ညက်လေးထောင်းထားတဲ့တတော်ကျူနီနဲ့ယူပြီးချောက်လေးကိုဒီကမယ်ဒါသူ့ရဲ့အရောင်လေးကတော့ပါပြီးသားပေါ့နော်ဒီချာလေးဒီတက်ရမှာနော်ဒီတက်တဲ့ခါကျရင်မီးလေးနဲ့ပြင်းနေဆိုမီးလေးနဲ့ရှော့မယ်မဟုတ်တဲ့ဘက်ကြီးဒီပေါ်မှာဆိုလို့ပါစစ်တဲ့ကျွတ်တုံချူလေးရမွေးလာပြီဆိုရင်တော့နန်းလေးနဲ့မွေးလာပြီဆိုရင်ဖလောင်ဝါရတာနေထားတဲ့ဝတ်သားလေးကိုထည့်ပါမယ်ညောင်ရအောင်ဆက်မထည့်တော့နော်နေပြီးကြမှာအယောင်လေးလာတယ်ဆိုတော့ဒါလေးထည့်မယ်လာလေးကဒီထဲမှာနည်းနည်းလေးဝါလေးဖြစ်နေပြင်မာတော့ဒီလာလေးကရေးရေးလေးဘယ်လိုကြောက်လဲမသိအဆက်ကြောင်များလားမသိနော်စီရတော့နည်းနည်းလေးပဲထည့်ထားတယ်ပြီးရင်ဝသားကထွက်လာမှာဆိုတော့စီရတအားများရင်လည်းဝသားနေကြတော့ဆင်မပြေဘူးဟုတ်ခဏလေးပြင်ဆောင်နော်ဒါမောက်အောင်ပြီးတော့အရောင်ဝရဲထဲမှာဖြူနေနော်ဟုတ်လို့အဖက်ကပါရီနေလေးကျလာပြီဆိုတော့ဒီလေးနည်းနည်းလေးထည့်တော့အများကြီးတော့ထည့်လို့နော်ဒီလေးနည်းနည်းလေးထည့်ပြီးခဏလေးလုံးထားဆိုဖုန်းလေးခဏအောင်ထားပါမယ်ခဏရက်မယ်
ဒါလေးကတော့ခုနကရေလေးနည်းနည်းထည့်ထားဝတ်သားပါနော်ခုနကအဖက်နဲ့ကြတော့လေအယောင်ကမလှဘူးဟင်းအယောင်ပါလေဒါကအဖက်ဖြုတ်လိုက်တာအဖက်ဖြုတ်လိုက်တဲ့ခါကျတော့ဒါအပြင်ကသဘာဝအယောင်လေးပေါ့နော်သဘာဝအယောင်လေးနဲ့ဒါဝတ်သားဒီရေလေးခမ်းပြီးတော့နည်းနည်းလေးကျစ်သွားပြီရေလေးလည်းခမ်းပြီးစီလေးပြန်လာပြီဆိုရင်နောက်တည်းရေလေးထပ်ထည့်မယ်နော်ဒီမှာနောက်တည်းရေထပ်ထည့်မယ်ဒါလေးကိုခဏလေးပြန်ပြီးတော့အဖုံးအောင်ထားမယ်နော်ဒါလေးကတော့ခုနထည့်ထားတဲ့ရေလေးစီပြန်လာပါပြီဒီစီပြန်ပြီးလိုလိတ်လာပြီဆိုရင်ရေလေးကိုအနူးလိုသလားပေါ့နော်တချို့ကြတော့လည်းနည်းနည်းသားလေးမမာလေးကြိုက်တယ်တချို့ကြတော့လုံးဝအေးလေးမှအဲ့လိုလေးစားကြတယ်အဲ့တော့ကိုလိုအပ်တဲ့လောက်ကလေးရေလေးထည့်မယ်ဒီချိန်ဆိုရင်ဒီနေသားလေးဆိုရင်ရေလေးပြန်ထည့်လို့ရတယ်ရေလေးပြန်ထည့်ပါမယ်ကျမကတော့အိမ်ကအိမ်ဦးနဲ့ကြီးကဘာလေးပဲချက်နုနုဤလေးမှာသူကကြိုက်တဲ့အတွက်ရေလေးကိုနည်းနည်းလေးများပြီးတော့ထည့်မယ်နော်ဒီနေ့တော့ကလေးဆိုရင်ဒါသူ့နူးကိုလည်းလုံလောက်သွားပါပြီဟင်းဦးလေးကျမတစ်ခါပြန်တွေ့မယ်နော်